နေထားလေးလည်းကြည့်ထားပေါ့နော်ပေါင်ကားတိုင်းပေါင်ဖြဲတိုင်းကိုဟိုစိတ်ကြီးပဲသွင်းနေကြတယ်နော်ပြီးတော့အခုတော်တော်ဆူဆူခလေးငယ်ငယ်လေးတွေနော်အဲ့တော့သားတို့ကြီးအန်တီကတော့အတော်ကြီးပါနော်45နှစ်ထဲကိုဝင်နေပါပြီအားကစားဆရာမတစ်ယောက်ဖြစ်ပါတယ်ယောဂဆရာမတစ်ယောက်ဖြစ်ပါမင်္ဂလာပါနော်အတန်းတင်နေတော့ဖုံးဝင်တယ်ဖုံးဝင်လဲကျမကင်တယ်အတန်းစုံတန်းတဲ့သမီးတွေမမတွေကကျမဖုံးမကင်လိုက်တဲ့အချိန်မှာစိတ်လေးနည်းနည်းလေးစူးသွားမှတော့ကျမမလိုလားเนาะသမီးတွေမမတွေကျမဘုံနည်းနည်းလေးစိတ်လေးအခက်မသိဖြစ်သွားမှတော့ကျမမလိုလားဘူးအဲ့လိုမိမမျိုးเนาะအဲ့တော့ဘလို့ဟာတွေနဲ့တိုးလဲဆိုတော့ခုနကကျမအတန်းတင်နေနဲ့နှာဘူးတွေတရောင်းစားတွေနဲ့တိုးတယ်เนาะအဲ့တော့တီးချင်လို့တဲ့အဲ့တော့ကျမအစတွေကလည်းပြောတယ်ကျမဘလို့စကားလာပြောကျမရင်မခုံဘူးကျမအလုပ်ကျမလုပ်နေတာဖြစ်တယ်နောက်ပြီးတော့ကျမအပြူကြီးလည်းမဟုတ်ဘူးเนาะအပြူကြီးလည်းမဟုတ်ဘူးအသက်ကလည်းကျမ45ထဲမှာအဲ့တော့ကျမအမြဲတမ်းပြောတယ်ယောဂကျင့်စဉ်နဲ့ကျမနုပြိုနေတာဖြစ်တယ်အဲ့တော့တခါလေကြာရင်လည်း TikTok မှာကျမအဖတ်သုံးတယ်ဘာလို့လဲဆိုတော့ជីလေးနဲ့အဲ့လိုအယောင်ကာလာလေးနဲ့လှကျင်လို့တခါလေကြာရင်လည်းအဖတ်ဖြုတ်ပြီးတင်တယ်เนาะကျမကိုယုံကြည်မှုလည်းရှိတယ်ခန္ဓာကိုယ်ရောဒီအားကစားတွေလုပ်နေတဲ့အပေါ်မှာရောယောဂကျင့်စဉ်တွေရဲ့အပေါ်မှာเนาะအဲ့တော့ကိုယုံကြည်မှုရှိတယ်မိန်းမတစ်ယောက်ဖြစ်တယ်အဲ့တော့ဘလိုမျိုးအောက်လုံးနေညဉ့်ညမ်းတဲ့စကားတွေပေါ်မှာသုံးပြီးတော့လာမစော်ကားနဲ့เนาะအဲ့တော့ကျမစဉ်းစားလို့မရတာလေအခုခေတ်ကလေအရန်တိုးတက်နေတဲ့ခေတ်เนาะဗဇက်နဲ့အာသာဖြေခြင်းလို့ရှင်လဲလေ2000-3000ပေးတဲ့ဂရုတွေပါတယ်မှာကျမလည်းကြားဘူးပါတယ်เนาะကျမလည်းဒီအသက်အရွယ်ရောက်နေပြီအဲ့တော့ရှင်တို့မှာကအဲ့လောက်လေးတော့ပတ်စံမရှိပဲနဲ့ဒီအားကစားဆရာမကိုဗဇက်အရသာအာသာဖြေပြီးတော့ဆက်နေတာလားကျမစဉ်းစားကြည့်တယ်ခေါ်တီးကျင်လို့တဲ့အတန်လေးကခလေးတန်လေးနော်ကျမမွေးကျမသားထက်တော်ငယ်အောင်ပဲအဲ့တော့လေကိုစော်ကားမဲ့မိန်းမတစ်ယောက်ကဘယ်လိုမျိုးလဲအပြိုဖြန်းလေးလားပြောလိုက်ရှက်ပြီးရှက်သွေးတွေဖြာပြီးအင်းအန်ခွင်းခွဲဖြစ်သွားမဲ့မိန်းမလားအဲ့ဒါလေးကိုတော့တစ်ချက်စုံစမ်းစီခြင်းတယ်နော်အဲ့တော့ဟိုနှာဘူးထတာလဲထတာပေါ့ရှင်အနေထားလေးလည်းကြည့်ထားပေါ့နော်ပေါင်ကားတိုင်းပေါင်ဖြဲတိုင်းကိုဟိုစိတ်ကြီးပဲသွင်းနေကြတယ်နော်ပြီးတော့အခုတော်တော်ဆူဆူခလေးငယ်ငယ်လေးတွေနော်အဲ့တော့သားတို့ကြီးအန်တီကတော့အတော်ကြီးပါနော်45နှစ်ထဲကိုဝင်နေပါပြီအားကစားဆရာမတစ်ယောက်ဖြစ်ပါတယ်ယောဂဆရာမတစ်ယောက်ဖြစ်ပါတယ်အဲ့တော့ဒီယောဂကျင့်စဉ်တွေနဲ့နုပြိုနေတာဖြစ်ပါတယ်ရင်လည်းမတုံဖင်လည်းမခုန်ပါဘူးနော်ဘာမှလည်းမတုံပါဘူးမလှုပ်ပါဘူးနော်အပြိုကြီးလည်းမဟုတ်ပါဘူးကျမဒါလေးကိုထက်ခါပြောပါတယ်အဲ့တော့ကိုအိုးကိုဆန်တန်ရနဲ့မှန်းပြီးတော့ကြွကြရှင်တို့လှုပ်ချင်တဲ့လူတွေရှင်နော်โอเคနော်ဘိုင်ဘိုင်